ကိုဘလောက်ချစ်ချစ်သင်ရဲ့ချစ်ချင်းမြတ်တာကဖခင်အတွက်မလုံလောက်ဘူးသင်ဖခင်ကိုဘလောက်ပဲချစ်တယ်ပြောသင်ဘလောက်ပဲဖခင်အတွက်လုံနေပါစေအဲ့ဒီຢာတွေကဖခင်အတွက်မလုံလောက်ဘူးမိတ်ဆွေဖခင်ကသင်ကိုသူ့ကိုချစ်ဖို့ထက်သူ့ရဲ့အချစ်ကိုနားလည်ဖို့ပဲဖခင်လိုတာကျွန်တော်ပြောမယ်သင်ဖခင်သခင်ကိုချစ်နိုင်ဖို့မကြိုးစားနဲ့အာမင်သူ့ရဲ့အချစ်ကိုနားလည်ဖို့ပဲကြိုးစားဘာလို့ကျွန်တော်မချစ်နိုင်ဘူးပညာကဘာပြောလဲဆိုရင်သင်ဖခင်ထာဝရဘုရားကိုစိတ်လုံးကျွမ်းမယ်ဉာဏ်စွမ်းရှိသမျှကိုယ်စွမ်းရှိသမျှနဲ့ချစ်လို့ကျွန်တော်ပြောမယ်ကျွန်တော်ဖခင်သခင်ကိုချစ်ဖို့ကြိုးစားတိုင်းမှာကျွန်တော်ဖခင်နဲ့ပြန်ဝေးသွားတယ်မင်းဖခင်သခင်ကိုချစ်နော်မင်းဖခင်သခင်ကိုညံဆွဲရှိသမျှကိုယ်တိုင်းမှာချစ်ဒါမှဖခင်မင်းကိုကောင်းချီးပေးမှာဒါမှတကယ်တော့ကျွန်တော်ဖခင်သခင်ကိုချစ်နိုင်လားဆိုရင်မချစ်နိုင်ဘူးအချင်းတွေတစ်ခုကြောင့်ပဲကျွန်တော်ဖခင်ကိုချစ်နိုင်တယ်ငါတို့ဒီဖခင်သခင်ကိုချစ်ကြသည်ဟုမဆိုတဲ့ဖခင်သခင်ဒီငါတို့ကိုချစ်တော်ကြောင့်ငါတို့ကဖခင်ကိုချစ်တာတဲ့တို့ကိုဖခင်သခင်အရင်ချစ်လို့ကျွန်တော်ကဖခင်ကိုချစ်နိုင်တာဟာလေလုယာဆိုတော့လက်ထောင်တဲ့အဖွဲ့တွေကဘယ်အဖွဲ့နဲ့တူလဲဆိုရင်ပေတရုနဲ့တူတယ်ပေတရုကယေရှုကိုအယံချစ်တာတကယ်ချစ်တယ်ကျွန်တော်မချစ်ဘူးလားအောင်ဖခင်ကိုမချစ်ဘူးလားချစ်တာဗောကိုရောကိုချစ်တယ်လေစမတော့သချင်းဆိုနေဘာဆိုနေလဲကိုရောကိုချစ်တယ်နော်ဘာလဲလောကရဲ့စီစဉ်ဥစ္စာတဲ့ကြောက်အောင်နေဆိုသွားပြီဒါဆိုရင်သင်လောကထက်ဖခင်ဘယ်သူကိုပိုချစ်နေလဲလောကကိုပိုချစ်နေတဲ့ဒါပေမဲ့ကျွန်တော်စိတ်ထဲကနေတော့ပြောရှာပါတယ်ငါဖခင်ကိုပိုချစ်တာဒါမဲ့တကယ်လက်တွေ့မှာဘာကိုကျွန်တော်ပိုချစ်နေလဲကျွန်တော်ဇာတိတတ်မှတ်ခြင်းကိုကျွန်တော်ပိုမချစ်နေဘူးလားအဲ့ဒီအဖွဲ့ကဘာနဲ့တူလဲဆိုကျွန်တော်တော်တော်များများယုံကြည်သူတို့ကျွန်တော်အားလုံးနိဗ္ဗာန်ကဘယ်သူနဲ့တူလဲပေတရုနဲ့တူတယ်ပေတရုကယေရှုရဲ့လက်ဝဲတော်မှာရှိတယ်ယောဟန်ကတော့လက်ရတော်မှာတိတ်အံ့ဩစရာကောင်းတာယောဟန်ကယေရှုရဲ့ရင်ဝင်တော်မှာလျောင်းနေတယ်ဒါနဲ့ယေရှုကဘာပြောလဲဆိုရင်နောက်ဆုံးညလာစားပြီးဒီညငါမင်းတို့အတွက်အသေးခံရမယ်မင်းတို့ငါကြောင့်စိတ်ပြက်ကြရလိမ့်မယ်ယေရှုလာဖမ်းတော့မယ်ယေရှုရိုက်ခံတော့မယ်ဆိုတော့ပေတရုစိတ်မကောင်းအဖြစ်ဆုံးပဲပေတရုကယေရှုပါလဲအချစ်ဆုံးပဲသခင်ကိုရောမသေးရဘူးကိုရောဘဲမှမသွားရဘူးကိုရောသေရင်ကျွန်တော်ပါလိုက်သိမယ်ကိုရောထောင်ထဲမှာရှိလဲကျွန်တော်ထောင်ထဲထိလိုက်မယ်ကိုရောသွားတဲ့နေရာကျွန်တော်လိုက်မယ်ကိုရောဘဲမှမထွက်သွားရဘူးတဲ့ပေတရုကဘာလို့ပြောတာလဲယေရှုသူရမ်းချစ်တယ်လေယေရှုသူ့ဘဝကိုကယ်တင်ခဲ့တာဟိုးတန်ဃာတဲ့ဘဝကနေပြီးတော့ယေရှုသူ့ဘဝကိုကယ်တင်ခဲ့တာသူယေရှုကိုစိတ်ရောကိုယ်ရောသူချစ်တယ်ကျွန်တော်ပြောပြမယ်သင်ဖခင်ကိုဘလောက်ချစ်သင်ရဲ့ချစ်ချင်းမြတ်တာကဖခင်အတွက်မလုံလောက်ဘူးသင်ဖခင်ကိုဘလောက်ပဲချစ်တယ်ပြောသင်ဘလောက်ပဲဖခင်အတွက်လုံနေပါစေအဲ့ဒီຢာတွေကဖခင်အတွက်မလုံလောက်ဘူးမိတ်ဆွေဖခင်ကသင်ကိုသူ့ကိုချစ်ဖို့ထက်သူ့ရဲ့အချစ်ကိုနားလည်ဖို့ပဲဖခင်လိုတော့ဒါပေမဲ့ယေရှုကဘာပြောလိုက်လဲမင်းချက်မတူမီငါ့ကို3ချိန်မင်းညင်းလိုက်မယ်ယေရှုအယမ်းချစ်တဲ့ပုဂ္ဂိုလ်ဒါပေမဲ့အခုတော့ဘာဖြစ်လဲထွက်သွားပြီယေရှုတော်သူမသိဘူးတဲ့ဒီမှာ3ချိန်တိုင်သူညင်းလိုက်တဲ့ချိန်မှာယေရှုပြောခဲ့တဲ့စကားကိုသူတည်ရတယ်စိတ်မကောင်းဖြစ်တယ်သူငိုတယ်ဟိုအခန်းလေးထဲမှာသွားငိုတယ်ဘာကြောင့်လဲသူအယမ်းချစ်တယ်လို့ပြောတယ်သူသခင်ကိုသူချစ်နိုင်သေးလားမချစ်နိုင်တော့ဘူးဖခင်ကလေတင်သူ့ကိုချစ်တာထက်သူ့ရဲ့အချစ်ကိုနားလည်စေခြင်းနဲ့ဖခင်ဖြစ်တယ်သူသင်ကိုဘလောက်ထိချစ်လဲဆိုတာကိုမသိစေခြင်းနဲ့ဟာလေလုယာဒါပေမဲ့ယောဟန်ကတော့ထူးခြားယေရှုကငါ့ကိုအချစ်ဆုံးတဲ့ဒါကြောင့်မို့သူကလဲတဲ့ချိန်မှာတော့ဘာမှလဲလဲယေရှုရဲ့ရင်ဝင်တော်ထဲမှာအမြဲတမ်းအိပ်စက်တယ်ကလေးလေးတယောက်လိုပဲတဲ့ဘာဖြစ်လို့လဲသူကဖခင်ရဲ့မြတ်တာကိုနားလေတယ်ယေရှုငါ့ကိုဘလောက်ထိချစ်လဲသူ့ကိုသူကဘလို့မိတ်ဆက်လဲဆိုရင်ယေရှုချစ်တော်မူသောတပည့်တော်ဟာလေလုယာယေရှုလိုချင်တာကလေသူ့ရဲ့အချစ်ကိုနားလေပြီးတော့သူ့ရဲ့အချစ်၌တဲ့အမြဲတမ်းရှိနေဖို့အတွက်ပဲလိုချင်တာဟာလေလုယာဒါမဲ့ယေရှုကချစ်လားဆိုရင်အားလုံးကိုချစ်တယ်ပေတရုကိုလည်းချစ်တယ်ယာကုပ်ကိုလည်းချစ်တယ်အင်ဒရေကိုလည်းချစ်တယ်ယူဒရှာကာယုရှိလားဒီမှာအဲ့ဒီယူဒရှာကာယုလည်းချစ်တယ်
အာမင်လူတိုင်းကိုချစ်တဲ့ဖခင်ဖြစ်တယ်ဘယ်သူမှကိုသူကခွဲခြားပြီးတော့မချစ်ဘူးလူတိုင်းကိုဒန်းလူချစ်တဲ့ဖခင်ဖြစ်တယ်ဒါမဲ့သင်နားလေဖို့ကဖခင်ငါကိုတာ၍ချစ်တယ်လို့သင်ထင်နေဆိုရင်ဖခင်ကသင်ကိုတာ၍ချစ်တာဖြစ်တယ်ဟာလေလုယာသင်ဖခင်ရဲ့ချစ်ချင်းမြတ်တာကိုသင်နားလေသဘောပေါက်လာလေလေအဲ့ဒီဖခင်ရဲ့ချစ်ချင်းမြတ်တာအထဲကလည်းသင်မထွက်ချင်လေပဲဒါကြောင့်မို့ယောဟန်ကလေဖခင်ကိုချစ်ဖို့သူမကြိုးစားဘူးဖခင်ရဲ့ချစ်ချင်းမြတ်တာကိုနားလေပြီးတော့ဖခင်ရဲ့ရင်ဝင်တော်ထဲမှာအမြဲတမ်းလျောင်းတဲ့ခါမှာသူ့မှာ peace မရှိလဲငြိမ်သက်ခြင်းရှိတယ်နောက်ဆုံးလေတိတ်အံ့ဩစရာကောင်းတယ်ယေရှုလဝါကာတိုင်းကနေပြီးတော့သုံးရက်မြောင်းနေပြရှင်မြန်ထားမြောင်းလာပြီးတော့ကျန်တဲ့ဘဲတော်တွေပဲရောက်သွားတယ်အမှယောဟန်လည်းပါသွားတယ်ပေတရုတို့အားလုံးသူတို့ပါသွားတယ်ပါသွားပြီးသူတို့ဘာပြန်လုပ်လဲငါပြန်ဖမ်းတဲ့အချိန်မှာယေရှုကရောက်လာသုံးရက်မြောင်းဘယ်သူမှမသိဘူးယေရှုကရောက်လာပြီးတော့လမ်းခေါ်ကဲအဆွေတို့တင်းတို့မှမနှက်စာရှိလားလို့ယေရှုကလှမ်းပြောတယ်ပေတရုမသိဘူးယာကုပ်မသိဘူးဒါဘယ်သူသိလဲသိလားယောဟန်သိတယ်ဖခင်ရဲ့ချစ်ချင်းမြတ်တာကိုနားလေတဲ့သူဖခင်ရဲ့အချစ်ထဲမှာရှိနေတဲ့သူကဖခင်ရဲ့အတန်တော်ကိုသိတယ်ဖခင်ရဲ့အတန်တော်ကိုကြားတတ်တယ်ဟာလေလုယာအဲ့ဒါနဲ့ဒီတောင်ငါချဘူးတယ် It is the Lord ပိတာတန်ငါတို့ရဲ့သခင်ပဲဟာလေလုယာအဲ့ဒါနဲ့ချက်ချင်းဘယ်သူရင်ဆုံးပြေးသွားလဲသိလားပိတာရင်ဆုံးရှိကပြေးတာဘယ်သူရင်ဆုံးပြေးသွားလဲပေတရုရင်ဆုံးပြေးတယ်ဘယ်သူရင်ဆုံးသိလဲယောဟန်ရင်ဆုံးသိတယ်ဟာလေလုယာဖခင်ရဲ့ချစ်ချင်းမေတ္တာကိုနားလည်တဲ့သူကဖခင်ရဲ့စိတ်နှလုံးသားကိုသိတဲ့သူဖြစ်တယ်ဖခင်ရဲ့အတန်တော်ကိုကြားတတ်တဲ့သူဖြစ်တယ်